ဒါနနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘလောက်ထိဟောထားလဲဆိုရင်ဝိသကတ္တသုတ်တံဒါနဆိုတာတဲ့ကိုစားပြီးတောက်ပြီးဒီပကံခွဲရောက်ဆေးကြောတဲ့ထဲမှာထမင်းစီလေးတွေဟင်းလေးတွေပါသွားတယ်အဲ့ဒါလေးတွေကိုစားပြီးတတ္တဝါတွေအသက်ရှင်ကြပါစေစားကြပါစေဆိုတဲ့စိတ်ကလေးနဲ့တူတော့အဲ့ဒီဒါနရဲ့အကျိုးကကိုယ်စီရောက်တယ်လို့မြတ်စွာဘုရားဟောတာဆိုလိုတာကအဲ့ဒီလောက်ကလေးထားတာတောင်မှပဲဒါနအကျိုးရတယ်ဆိုတော့ဟောအိမ်လာတဲ့ဧည့်သည်ကြွေးတာဘာလို့ဒါနမရလဲကိုယ်အိမ်ကိုဆွမ်းခံကြွလာတဲ့တန်ခါဆွမ်းတစ်ဆွမ်းလောက်လိုက်ဘာလို့ဒီအကျိုးမရမှာလဲဖះတွေ့လို့ပန်းလေးတစ်ခွက်လှူလိုက်တယ်ရေချမ်းလေးတစ်ခွက်လှူလိုက်တယ်အလွန်မမြတ်တဲ့ဒါနတွေတို့တွေလုပ်နေရတာပါလားလို့အလွန်တန်ဖိုးထားလက်ဖို့လိုတယ်ကုသိုလ်ကိုနော်အဲ့ဒီကုသိုလ်တွေဟာကိုယ်စီကိုပြန်မလာဘူးမဟုတ်ဘူးတုံ့ပြန်ပြီးရောက်လာမှာပဲမရောက်ဖဲနဲ့လမ်းပြောက်သွားတာဆိုတာမရှိဘူးနော်ပိုက်ဆံကြတော့ပျောက်တတ်တဲ့တတိထားကုသိုလ်ကောင်းမှုကတော့အဲ့ဒါလို့မပြောက်ဘူးနော်ဘာလို့ကိုယ်စီပြန်ရောက်လာမှာပဲဘာဖြစ်လို့တော့ဆိုဘာဖြစ်လို့မပြောက်တာတော့လို့ဆိုပိုက်ဆံကအပြင်ဘက်မှာရှိတာလေဒီကုသိုလ်စိတ်ကအပြင်ကလားအတွင်းကလားဘလို့မှမပြောက်ဘူးခိုးယူလို့လည်းမရဘူးဒီလိုဆိုတာပေါ့နော်အဲ့တော့ဒီလိုတန်ဖိုးရှိတဲ့ကုသိုလ်စိတ်ကလေးတွေကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားမြတ်စွာဘုရားသခင်ကဒါကိုပြောတာဒီစိတ်ဖြူစင်ပြီးစိတ်စင်ကြယ်ပြီးဆိုရင်ကောင်းကျိုးချမ်းသာတွေရတယ်လို့ဆိုတာဒီအိဗယ်ကိုပြောတာဒါကြောင့်မို့စိတ်တေဝိတုဒ္ဓေသုကတိပါတိခင်္ခာဒီဘဝမှာတည်းပဲစင်ကြယ်တဲ့စိတ်ဟာကောင်းကျိုးချမ်းသာတွေကိုမျှော်လင့်ပွေရဖြစ်လာတယ်သူ့ရဲ့အကျိုးဆက်ဟာအကောင်းမှဖြစ်လာမယ်ဒီလိုဟောတာအဲ့ဒီဟောတာကိုလိုက်နာကျင့်သုံးဖို့ကကိုယ်တောင်မယ်မကျင့်သုံးရင်တော့ဘာတစ်ခုမှမရဘူးဘာမှမရဘူးဆိုတာစဉ်းစားကြည့်လေထမင်းတောင်ကိုယ်တိုင်စားမှဝမှာပေါ့သူများစားတာထိုင်ကြည့်နေပဲဝမလဲဘာပဲဖြစ်ဖြစ်ကိုယ်တိုင်လုပ်ရမယ်ဆိုတာကိုတော့မမေ့နေနဲ့